Ok,အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဝါသနာသူညီကိုများအတွက်ဒီ circuit ပတ်လန်တွေပြုပြင်တော့မယ်စစ်ဆေးတော့မယ်ဆိုလို့ရှိရင်ဒီ circuit ပြားထဲမှာအပိုင်းလေးတွေစီပါတယ်ခင်ဗျာဒီအပိုင်းလေးတွေကိုခွဲတက်ဖို့ကလည်းလိုအပ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဆွေးနွေးပေးမှာကတော့ဗျာကျွန်တော် EMI session ကိုဆွေးနွေးပေးမှာဖြစ်ပါတယ်ခင်ဗျာ EMI session ဆိုတာကသူကဒီ EMI ဆိုတာက electromagnetic interference လို့ခေါ်ပါတယ်ခင်ဗျာသူကကျွန်တော်တို့ဗျာဒီ AC power ပေးလိုက်ပြီဆိုတာနဲ့အဲ့ဒီ AC ကနေဖြစ်ပေါ်လာတဲ့လျှက်စစ်လှိုင်းတွေကြောင့်အခြား component တွေဒီ circuit ပြားထဲမှာသုံးထားတဲ့လိုအခြား component တွေအနှောက်အယှက်မဖြစ်အောင်မထိခိုက်မပျက်စီးအောင်ကာကွယ်ပေးတဲ့အပိုင်းကိုကျွန်တော်တို့က EMI session ပိုင်းလို့ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကဘာဖြစ်လို့ EMI session ပိုင်းကိုဆွေးနွေးပြရတယ်လဲဆိုလို့ရှိရင်ကျွန်တော်ကိုအကူတယောက်ကနေပြီးတော့ဒီ9 to light capacitor တွေဒီ9 to light capacitor ကိုသဘောတရားလေးကိုကျွန်တော်ကမိထားတဲ့ကြောင့်မလို့ကျွန်တော်ကဆွေးနွေးပေးခြင်းလို့ကျွန်တော် EMI session လေးကိုကျွန်တော်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ခင်ဗျာ EMI session တွေကိုကျွန်တော်တို့ကဘာမှတွေ့ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့တွေက EMI session တွေကိုကျွန်တော်တို့က TV တွေရေခဲတစ်တာတွေပြီးလို့ရှိရင်အဝတ်စော်ဇက်တွေပြီးလို့ရှိရင်ကျွန်တော်တို့က SMP ရဲ့ power supply အကြီးတွေမှာကျွန်တော်တို့ဆိုရင် EMI session တွေကိုကျွန်တော်တို့ကများသောအားဖြင့်တွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ EMI session ကသူကအဓိကသူဘာလုပ်တယ်လဲဆိုလို့ရှိရင်ဒီ AC ကနေဖြစ်ပေါ်လာတဲ့လျှက်စစ်လှိုင်းတွေကြောင့်အခြား component တွေမထိခိုက်အောင်မပျက်စီးအောင်အနှောက်အယှက်မဖြစ်အောင်အလုပ်လုပ်တဲ့နေရာမှာအနှောက်အယှက်မဖြစ်အောင်သူကနေပြီးတော့လှုပ်ဆောင်ပေးတဲ့အပိုင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီ EMI session ပိုင်းတွေမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေဖြစ်နိုင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဖြူတွေစီတယ်ဖြူပြတ်မယ်ပြီးလို့ရှိရင် power supply တွေမတည်မငြိမ်ဖြစ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က noise တွေဗျာအသံတွေထွက်မယ်အဲ့ noise တွေကြောင့်ကျွန်တော်တို့ဘာတွေပြတ်ဆိုဒီမှာ INC တွေဒီ INC ဆိုတာပြတ်စီနေကွဲနေပါတယ်ခင်ဗျာဒီလိုမျိုး INC တွေပြတ်စီနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာတွေထပ်ဖြစ်နိုင်လို့ရှိရင်ဒီ EMI session မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေအဓိကလှုပ်ဆောင်ပေးတယ်လဲဆိုတော့ကသူကဒီလှိုင်းတွေကိုစစ်ထုတ်ပေးတဲ့အပိုင်းတွေဖြစ်ပါတယ်ခင်ဗျာဒီလှိုင်းတွေကိုစစ်ထုတ်ပေးတာကဘာတွေကစစ်ထုတ်ပေးဆိုလို့ရှိရင်ဒီ capacitor တွေကနေပြီးတော့လှိုင်းတွေကိုစစ်ထုတ်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီ capacitor တွေ inductor တွေကစစ်ထုတ်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီ capacitor တွေရဲ့သဘောတရားလေးကိုကျွန်တော်အပိုင်းနှစ်ပိုင်းလေးနဲ့ကျွန်တော်နည်းနည်းလေးရှင်းပြကြပါမယ်ခင်ဗျာသူ့မှာဆိုလို့ရှိရင်သူ့အခြေနှစ်ခုနဲ့ဆွေးနွေးပါမယ်ခင်ဗျာသူ့ကိုကျွန်တော်တို့ကဘယ်လိုမျိုးသတ်မှတ်ထားသလဲဆိုလို့ရှိရင် H နဲ့ Y ဆိုပြီးသတ်မှတ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ AC မှာဆိုလို့ရှိရင်ဗျာ line ရယ် neutral ရယ်ဆိုတာရှိပါတယ်ခင်ဗျာသူကဆိုမျိုးဒီ H capacitor နဲ့ Y capacitor ဘယ်လိုမျိုးခွဲလဲဆိုလို့ရှိရင် line to line ဒါမှမဟုတ်လို့ရှိရင် line to neutral မှာမျိုးခွာတာမယ်ဆိုလို့ရှိရင်ဒါတွေက H capacitor လို့ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ line to line AC line to line ဒါမှမဟုတ် AC line to neutral ကိုခွာတာမယ်ဆိုလို့ရှိရင် H capacitor လို့ခေါ်ပြီးတော့ပြီးလို့ရှိရင်ကျွန်တော်တို့က line to ground ဒီ AC ရဲ့ line နဲ့ DC ရဲ့ ground နဲ့ပြီးလို့ရှိရင် AC ရဲ့ neutral နဲ့ DC ရဲ့ ground နဲ့အဲ့လိုမျိုး line to ground neutral to ground ဆိုလို့ရှိရင်ကျွန်တော်တို့က Y capacitor လို့ခေါ်ပါတယ်ခင်ဗျာ H capacitor နဲ့ Y capacitor ကျွန်တော်နှစ်ခုထပ်ခွဲပေးပါတယ်ခင်ဗျာဟုတ်ကဲ့ဒီ EMI session မှာဆိုလို့ရှိရင်သူက line to neutral ဆိုလို့ရှိရင် H capacitor လို့ခေါ်ပြီးတော့ဒီ line to ground neutral to ground ဆိုလို့ရှိရင်ဒါY capacitor လို့ခေါ်ပါတယ်ခင်ဗျာဒါကျွန်တော် EMI session လေးကိုဆွေးနွေးပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ capacitor ကြီးကျွန်တော်အဓိကတော့ဗျာဒီ component တွေကိုကျွန်တော်တို့ကသဘောတရားတွေကိုတိမ်မာ circuit ပြားတွေကိုပြုပြင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က NTC ရဲ့သဘောတရား NTC ကလည်းအရေးပါပါတယ်ခင်ဗျာပြီးလို့ရှိရင် baristor တို့ NTC တို့ဒါတွေကိုလည်းတိမ်မာဒီသဘောတရားတွေတိမ်မာဒီ circuit ပြားတွေကိုကျွန်တော်တို့ကလေ့လာလို့ရမှာဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ကဘိုးမြင့်တယ်ဘိုး short တယ် boost တွေလုပ်တယ် bus တွေလုပ်တယ်အခုဒီမှာ AC ဝင်လာပြီသူထွက်အောင်မှာ15ဘိုးတို့ဘိုးက20တို့9ဘိုးတို့ DC 12ဘိုးတို့3.3ဘိုးတို့အဲ့လိုမျိုးဘိုးတွေကိုကျွန်တော်ဘိုးဝါတွေမြင့်တင်တဲ့ပိုင်းတွေဘိုးဝါတွေစောတဲ့ပိုင်းအဲ့ဒါတွေကိုအခြေခံတွေကိုကျွန်တော်တို့ကတိတ်မှဒီ circuit ပြားတွေကိုပြုပြင်နေရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မှာပြောပြကြတယ်နောက်ထပ်ဆိုလို့ရှိရင်ကျွန်တော်ဆွေးနွေးပေးမှာကတော့ကျွန်တော်ဒီဘိုးစောတဲ့ပိုင်းတွေဒီကပြဒီ component တွေကိုဘယ်လိုလုံးဆောင်လဲဆိုတော့သူ့ရဲ့သဘောတရားကိုသိအောင်ကျွန်တော်ကနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ထပ်ပြီးဆွေးနွေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ